အားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်ဒီ10ပဲစစ်တွေနဲ့ပေါ့နော်ဒီပြင်ကို10ပဲစစ်တွေထဲကပေါ့နော်ရောင်းလို့ရတဲ့ဒီရှာဝါခုနှစ်ကိုကျွန်တော်အသေးစိတ်လာရှင်းပြပါနော်ဒီ ပေါ့စစ်ဘယ်လောက်ရှိလဲပေါ့နော်ညီကိုတို့ကျွန်တော်ဒီနေ့လာရှင်းပြမှာပေါ့နော်ဒီရောင်းတိုင်းဝင်တဲ့ရှာဝါခုနှစ်ကြတော့3မျိုးရှိတယ်ပေါ့နော်ခုကျွန်တော်ပြရတဲ့အတန်းပေါ့နော်ဒီ2541 2531နဲ့2533ပေါ့နော်ဒီခုနှစ်တွေကြတော့ရှားပါခုနှစ်ပေါ့နော်ဒီခုနှစ်3မျိုးကျွန်တော်လာပြောပြအောင်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီ2541ကိုကြည့်မှာပေါ့နော်ဒီ2541ကတော့ထုတ်လွှတ်ထားတဲ့အရွယ်အတွက်ပေါ့နော်ထုတ်လွှတ်ထားတဲ့အရွယ်အတွက်ကတော့9,900,000ရှိတယ်ပေါ့နော်ဒါကတော့ထုတ်လွှတ်ထားတဲ့အရွယ်အတွက်ပေါ့နော်ဒီ2541ကျတော့အခုလက်ရှိပေါက်စေပေါ့နော်အခုလက်ရှိဝက်ရောင်းဝယ်နေကြတာဒီတပြားကို50ကနေ100လောက်ရှိတယ်ပေါ့နော်အခုလက်ရှိ2541ပေါ့နော်ကျွန်တော်တို့ဒီ2531ကိုကြည့်မှာပေါ့နော်2531ကတော့ထုတ်လုပ်ထားတဲ့ရွေတက်ကတော့6,000နဲ့အပြား200ရှိတယ်ပေါ့6,000နဲ့အပြား200ရှိတယ်ဒီ2531ပေါ့နော်ဒီအခုလက်ရှိပေါ့ဆေးမှာကြတော့သူကတော့ဒီ900ကနေ1000ပဲလောက်ကြတာပေါ့နော်2531နော်ဒီ30ပဲစစ်ပေါ့နော်ဒီအပြားကတော့2533ပေါ့နော်ဒီအပြားကတော့ရှားပါခုနှစ်တဲ့ထမ်းမှာဆေးကြီးဆိုပေါ့နော်ဒီအပြားတော်တော်များသိနေကြတာပေါ့နော်ဒီအပြားခုနှစ်ကတော့ပေါ့နော်ခုနှစ်2533ပေါ့နော်ကျွန်တော်တို့ဒီ30ပဲစစ်ခုနှစ်2533ကြည့်မှဆိုရင်တော့ဒီထုတ်လုပ်ထားတဲ့ရွက်တက်ပေါ့နော်ထုတ်လုပ်ထားတဲ့ရွက်တက်ကတော့ပြား100ပဲရှိတယ်နော်ထုတ်လုပ်ထားတဲ့ရွက်တက်ပြား100ပဲရှိတယ်ဒီလက်ရှိပေါ့စီကတော့ပေါ့နော်9သိန်းကနေ10သိန်းကြားရှိတယ်ပေါ့နော်ဒါတော့ကျွန်တော်ပြောတာကိုတချို့ကျတော့သိမယုံကြဘူးเนาะဒီအပြား9သိန်းကနေ10သိန်းကြားရှိတယ်ပေါ့နော်ဒီ10သိန်းကျတော့ဒီအကျွေးစီကတော့အသစ်ပုံစံလို့ပေါ့နော်အသစ်ပုံစံလို့ဖြစ်နေတော့10သိန်းအထိရတယ်ပေါ့နော်ဒါတော့ဒီ30ပဲစီရောင်းတန်းဝင်တဲ့ရှာပါခုနေပေါ့နော်ညီကိုတို့เนาะဒါတော့ကျွန်တော်လာရှင်းပြပါတော့เนาะအားလုံးပဲကျေးဇူးပါ